มาลากาเป็นอายุเปียวกะบอกว่าสัมเป็นปอกเซนีเลยปะไทยในงานตาแต่ยาวกะกัมพูเดียนရဲ့เซนีကိုတီးပြီးတော့သူကလိုက်ယူပြီးတော့သူကလိုက်လောက်ကြည့်တာပေါ့နော်ပေါက်မပေါက်ဆိုတာတကယ်လက်တွေ့ကြတော့ပေါက်ပါတယ်သူပြပါတယ်နော်အဲ့ဒီမာလာကပေအရွယ်ကတိတ်မနုတိတ်မရင်တဲ့အရွယ်များကိုယူပြီးညအိတ်ခါနီးဆိုရင်ပြုတ်ပြီးတော့ဒီအရေကိုထိတ်ပြောင်တဲ့နေရာလိမ့်ပြီးတော့သူဟာသူနဲ့ပြန်ထွက်ပါတယ်ဒါတကယ်လက်တွေ့ပေါ့နော်လိမ့်ပြီးတဲ့လူကစစ်ပတ်လောက်ပဲကြားတယ်သူ့ရဲ့အနည်းတင်ကိုမြင်တွေ့လာမှာပါကဲစံပင်ထိတ်ပြောင်တဲ့တမားလေးလိမ့်ကြည့်လို့ရပါနဲ့เนาะတကယ်ပေါက်ပါတယ်